ကျွန်တော်ပစ္စည်းလဲထည့်ပြီးသွားပြီเนาะဒါပေမဲ့ဝယ်ယူမှုမှာပေါင်းကလုတ်နှိပ်မရဘူးဘလို့ဖြစ်လဲမသိဘူးဆိုတဲ့ကိစ္စပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုရင်ငွေကြေးဆိုတဲ့နေရာကိုသွားလိုက်ပြီးရင်ကျွန်တော်တို့ကဒါကတော့ကျွန်တော်တခြား currency သုံးမှာเนาะကျွန်တော်ဒီမှာမြန်မာဆိုတဲ့ဟာလေးကိုနေရာမှာကျွန်တော်တို့ကဆိုင်းရင်ပြုတ်ရင်းနဲ့ဒါလေးကိုသွားပြီးတော့ဖြုတ်ထားလိုက်ဒီမှာเนาะမြန်မာလိုလေးရေးထားတယ်ပုံမှန်ငွေကြေးသတ်မှတ်ပါဆိုပြီးရေးထားတယ်ဒီလိုပုံစံเนาะဆိုတော့အဲ့ဒါမှာကျွန်တော်တို့ကကျယ်အနီအောင်လေးသွားဖြုတ်ထားမှုဟုတ်ပြီเนาะဒါလေးကိုကျယ်အနီအောင်လေးတစ်ချက်ပေးလိုက်ပြီးရင်ဝယ်ယူမှုမှာဝယ်ယူမှုကိုနှိပ်ပေးလိုက်နှိပ်လိုက်ရင်ရဒါပဲเนาะဆိုတော့တခါကျရင်ကျွန်တော်တို့ကအဲ့လိုပဲလိုက်ဆိုင်းပြုတ်ရင်းနဲ့ဘယ်နားမှာကိုဘာလို့မိလိုက်မှမသိဘူးပေါ့เนาะအဲ့တော့ဒီလိုဝယ်ယူမှုမှာအပေါင်းကလုတ်နှိပ်မရရင်ငွေကြေးကိုသွားဟိုကဒီမှာမြန်မာကျဲဆိုတဲ့နေရာလေးမှာကျယ်လေးဖြုတ်ထားမိတာမျိုးဖြစ်တတ်တယ်အဲ့ဒါလေးကိုသတ်မှတ်ပေးလိုက်အဲ့ဒါဆိုရင်ရเนาะကျွန်တော်ဝယ်ယူမှုမှာဝယ်လို့ရဒါပဲเนาะဆိုတော့ဝယ်ယူမှုမှာအပေါင်းကလုတ်နှိပ်မရဘူးဆိုတော့ဒါကြောင့်ဖြစ်တာ